ချင်းတိနန်းဟုအမိရသောကြီးကျယ်ခမ်းနားသည့်ဥစနာမင်းရဲ့နန်းတော်ကြီးသည်နေခင်းဘက်တွင်ထဲဝါခန့်ညားနေတော်လဲညဘက်ရောက်သောနှုတ်ဝက်ချမ်းညာအန်ဒရယ်များနှင့်ပြည့်နှက်နေသည့်အရေးမဲကြီးတစ်ခုလိုတည်ရှိနေသည်မြင်းကြီးဥစနာသည်တရားမျှတစွာအုပ်ချုပ်တော်လဲမှုမှတ်အချို့၏လျှို့ဝှက်ပုန်ကန်မှုကိုတတိမမှုမိချေတညတွင်မြင်းကြီးအိပ်ဆောင်အနီးမှလျှို့ဝှက်စကားသံများကိုနန်းတွင်သူမင်းသမီးစန္ဒာဒေဝီကြားလိုက်ရသည်သူမသည်မျက်ကွယ်ပြုမနေဝဲစိတ်ထဲတွင်တန်တရာများထင်နေခဲ့သည်အန်ဒီယသည်နန်းတော်ထဲတွင်ရေဝဲနေမှန်သူမနားလေသည်သူမအနေနဲ့ဘသူကိုယုံရမှန်းမသိနိုင်သေးပေနန်းတွင်အခြေအနေများမတိမငင်ဖြစ်လာသည်ကိုမင်းကြီး၏ဆရာတော်ဓမ္မပါဠကဉာဏ်ဖြင့်မြင်တော်မူသည်ဆရာတော်သည်မင်းကြီးဥစနာအားခေါ်ယူ၍အရှင်မင်းကြီးတိုက်ဖီဤခန္ဓာသည်ခိုင်မာလာတော်လဲနန်းတော်၏အတွင်စည်းတွင်လေနီကျဲများဝင်ရောက်နေသည်ကိုတတိမှုပါတစ္ဆာတရားကိုအခြေမခံသောအစိတ်အတောက်များနီးကပ်လာနေသည်ဟုတတိပေးလိုက်၏မင်းကြီးသည်ဆရာတော်ဤစကားကိုနားထောင်တော်လဲမြတ်သူမြဝါဖြစ်သည်ကိုတိတိကျကျမသိသဖြင့်အခက်တွေ့နေသည်သူသည်ယုံကြည်ချရဆုံးသောစစ်သူကြီးဘယသူရအားလျှို့ဝှက်စုံစမ်းရန်တာဝန်ပေးရလိုက်သည်စစ်သူကြီးဘယသူရသည်တိစ္ဆာဆောင်သည့်သူတို့ဖြီး၍ချက်ချင်းပင်နန်းတွင်လျှို့ဝှက်ချက်များကိုစတင်ချေရခံတော်သည်သူသည်မှုမှတ်အတိုင်းဝိုင်းထဲတွင်လွှဲလဲစုံစမ်းရင်းအာနာမတ်မောသောမှုမှတ်ဒေဝနံသူ၏နောက်လိုက်များ၏လှုပ်ရှားမှုများကိုစတင်တွေ့ရှိလာသည်ဒေဝသည်နေစားဒေတာမော့ဩဇာကြီးသောမျိုးစားများနှင့်လှုပ်ဝက်ဆွဲသွက်နေသည်ကိုဘယသူရရိပ်စာမိသည်မင်းသမီးစန္ဒာဒေဝီသည်အခြေအနေကိုအကဲခတ်ရင်းစစ်သူကြီးဘယသူရအားယုံကြည်ရမည့်သူတဦးဖြင့်သိမြင်လာသည်တနေ့တွင်သူမသည်ဖခင်ဖြစ်သောမင်းကြီးမသိအောင်ဘယသူရကိုလျှို့ဝှက်ခြင်းကပ်နေသူမသိထားသောတည်င်းအချက်လက်များနှင့်ဒေဝကြီးနောက်ကျောင်းရာဇဝင်များကိုဖွင့်ဟပြောပြလိုက်သည်စန္ဒာဒေဝီ၏သေးစိတ်အချက်လက်များသည်စစ်သူကြီး၏စုံစမ်းမှုများကိုပုံမမြန်ဆန်ခဲ့သည်ဘယသူရနှင့်စန္ဒာဒေဝီတို့၏ပူးပေါင်းစုံစမ်းမှုကြောင့်ဒေဝနှင့်မျိုးစားများသည်လာပြီးညတွင်နန်းတော်အားပုံကန်တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်ထားသည်ကိုသိရှိလိုက်ရသည်သူတို့သည်နန်းတွင်အဆောက်အချို့ကိုလည်းလက်ထိုးသွင်းထားပြီးထိ၍အန်ဒီယယ်မှနီးကပ်နေပြီဖြစ်သည်စစ်သူကြီးဘယသူရသည်၎င်းတို့၏ရန်သူများပုံခိုနေသောလျှို့ဝှက်လွှိုင်းကူတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ထိုလွှိုင်းကူထဲတွင်ဒေဝ၏အစီအစဉ်များသာမကရှေးဟောင်းဓားမြောင်တစ်ချောင်းကိုလည်းတွေ့ရသည်ထိုဓားမြောင်သည်နန်းစင်ဓားဖြစ်ပြီးရှေးဘုရင်များစစ်ပွဲမဝင်မီအသုံးပြုခဲ့သောတစ္ဆာရှင်တဲ့ဓားဖြစ်ပြီး၎င်းဓားကိုပိုင်ဆိုင်သူတိုင်းသည်အောင်ပွဲရသည်ဟုအဆိုရှိသည်ဒေဝသည်နန်းတော်ဤစွမ်းအားကိုရယူရန်ဤဓားကိုခိုးယူထားခြင်းဖြစ်သည်စစ်သူကြီးဘယသူရသည်မင်းကြီးဥစနာအားအဖြစ်မှန်အလုံးကိုရှင်းလင်းတင်ပြပြီးတစ္ဆာရှင်ရဲ့ဓားကိုလည်းပြသလိုက်သည်မင်းကြီးသည်ဒေဝ၏တစ္ဆာဖောက်မှုကြောင့်များစွာစိတ်မကောင်းထရတော့လဲချက်ချင်းပင်အပြင်းထန်သုံးပြန်ရန်ဆုံးဖြတ်ခဲ့သည်မင်းကြီးသည်အယုံကြည်ရသောတပ်ဖွဲ့များကိုစုစည်းကဒေဝနှင့်သူ၏နောက်လိုက်များကိုတိုက်တဆိတ်ထွက်တိုက်ရန်စစ်ချီခဲ့သည်လာပြီးညတွင်ဒေဝ၏တပ်များနန်းတော်တကားကိုဖွင့်ရန်ကြိုးစားချိန်တွင်မင်းကြီး၏စစ်တပ်ကဝိုင်းပတ်ပိတ်ဆို့လိုက်ပြီးတိုက်ပွဲစတင်ခဲ့သည်စစ်သူကြီးဘယသူရသည့်စစ်မြေပြင်တွင်ဦးဆောင်၍အပြင်းထန်တိုက်ခိုက်ခဲ့သည်သို့သောဒေဝ၏တပ်များလည်းအင်အားကောင်း၍တိုက်ပွဲမှာပြင်းထန်လာသည်တိုက်ပွဲပြင်းထန်နေချိန်တွင်မင်းသမီးစန္ဒာဒေဝီသည်နန်းတော်ထဲမှလူဝဲထွက်၍အရန်တပ်များကိုစူးစီးကာဒေဝ၏တပ်နောက်ဖက်မှဝင်ရောက်တိုက်ခိုက်လိုက်သည်မင်းသမီး၏ရဲစွမ်းတတိနှင့်ဉာဏ်ပညာသည်ဒေဝ၏တပ်များကိုအံ့အားသင့်စေပြီးဟန်ချက်ပစ်စေခဲ့သည်တိုက်ပွဲ၏အဆုံးသတ်တွင်စစ်သူကြီးဘယသူရသည်မှုမှတ်ဒေဝအားလက်နက်ချခိုင်း၍အနိုင်ရခဲ့သည်ဒေဝသည်အာနာမမောမှုဖြင့်ပုံကံမှုကိုဝန်ခံသည်မင်းကြီးဥဇနာသည်တိုင်းပြည်ကိုကာကွယ်ခဲ့သောစစ်သူကြီးဘယသူရနှင့်မင်းသမီးစန္ဒာဒေဝီအားချီးမွမ်းဂုဏ်ပြုခဲ့ပြီးတစ္ဆာရှင်ရဲ့ဓာတ်သည်လည်းနန်းတော်သို့ပြန်လည်ရောက်ရှိပြီးတရားမျှတမှုနှင့်တစ္ဆာတရား၏သင်္ကေတအဖြစ်ထာဝရတည်ရှိခဲ့ပါတော့သည်